ပွဲဝဲနေတဲ့စူပါလက်ရဲ့နောက်ထပ်ခက်ခဲအောင်မဲ့ပွဲစဉ်တစ်ပွဲ MMA ပြည်သက်များမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့2015ခုနှစ်မှာနှစ်ပွဲသာရှင်ပြိုင်ထားပြီးတော့နှစ်ပွဲစလုံးရှုံးထားတဲ့စူပါလက်အတွက်2026ခုနှစ်ရဲ့ပထမဆုံးပွဲစဉ်ထွက်ပေါ်လာခဲ့ပါပြီ။ပြန်မဲ့ကတော့အသက်24နှစ်အရွယ်ရုရှားနိုင်ငံသားဒါကာရက်ဖြစ်ပြီးတော့ဒီပွဲစဉ်ကစူပါလက်အတွက်အတိုင်းအတာတစ်ခုထိခက်ခဲနေအောင်မှာဖြစ်ပါတယ်။ UFC One Championship Fighter ဘောကနေစတင်ခဲ့တဲ့2022ခုနှစ်ကနေ2024ခုနှစ်ထိ3နှစ်တာကာလအတွင်း22ပွဲအထိနိုင်ထားခဲ့တဲ့စူပါလက်ဟာ2025ခုနှစ်မှာတော့အကောင်းဆုံးပုံစံတွေမြင်တွေ့ရခြင်းမရှိတော့ဘဲနဲ့နှစ်ပွဲစတိုက်ရှုံးခဲ့ပါပြီ။အသက်အရွယ်ရ30ဝန်းကျင်ကာလတစ်ခုကိုရောက်လာခဲ့တဲ့အတွက်စူပါလက်ရဲ့အကောင်းဆုံးခြေနေကုံဆုံးလာပြီလားလို့တန်တရားဝင်စရာကောင်းလာခဲ့ပါပြီ။ဒါ့အပြင်နောက်ထပ်တစ်ချက်ကတော့အရင်ကစူပါလက်လိုမျိုးနိုင်ပွဲစာလောင်တဲ့ပုံစံမျိုးတွေမတွေ့ရတော့ဘဲနဲ့ပွဲဝေးနေရင်ဝေတန်းတက်နေခဲ့တဲ့ခဏကိုနဲ့အတူစူပါလက်ကိုတွေ့မြင်နေရတာပါ။ One Championship ရဲ့မွေထိုင်းပြိုင်ပွဲတွေမှာအတူတူတက်လာခဲ့ကြတဲ့စူပါလက်ရောရောထန်မှာပွဲဝေးလာခဲ့ကြပြီးတော့2016ခုနှစ်ရဲ့အေဗီလာနဲ့မေလာတွေမှာမှပွဲရလာခဲ့ကြတာပါ။စူပါလက်အနေနဲ့နဘီနဲ့ယူဂီယိုဇာတို့ကိုအမှန်နဲ့ရှုံးနေခဲ့ပြီးသူရဲ့စိတ်သက်ပိုင်းဆိုင်ရာကလည်းအကြဘက်ကိုရောက်နေခဲ့တာပါ။ဒီလိုအချိန်မှာတော့ One Promoter တွေဘက်ကစူပါလက်အတွက်ပွဲကောင်းပွဲကိုစီစဉ်ပေးလိုက်ပြီးတော့ One Championship 10ပွဲမှာ10ပွဲထိနိုင်ထားခဲ့တာကရက်ကစူပါလက်အတွက်ပြိုင်ဘက်ကောင်းတူဖြစ်လာမှာပါ။ဒါကရက်အတွက်ကတော့2025ခုနှစ်မှာနိုင်ပွဲစတိုက်ရထားခဲ့ပြီးမြ2026ခုနှစ်မှာတော့ရှုံးပွဲကြုံတွေ့ထားခဲ့တာပါ။ဒါကြောင့်ဒါကရက်ရောစူပါလက်ပါရှုံးပွဲကနေနိုင်ပွဲပြန်လည်ရှာဖွေသွားရမှာပါ။ပွဲတွေ့ကြုံပိုင်းဆိုင်ရာမှာတော့နှုတ်စလုံးကတိတ်မကွာပဲနဲ့စူပါလက်ရဲ့ရင်လက်စွမ်းမျိုးပြန်ရနေတော့ဒီပွဲစဉ်ကတကယ်ကိုကြည့်လို့ကောင်းမယ့်ပွဲစဉ်ဖြစ်လာမှာပါ။စူပါလက်ဟာဒီပွဲပြီးရင်နောက်ထပ်ပွဲတစ်ပွဲဖြစ်လာမယ့်အေဗလာအတွင်းမှာရှင်ပြိုင်ကြမယ့် Rotan နဲ့ Dakio ရဲ့ပွဲစဉ်ကအနိုင်ရရှိတဲ့ Fighter နဲ့လေကပတ်ကာကွယ်ပွဲရှင်ပြိုင်သွားရအောင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီပွဲစဉ်ဟာစူပါလက်အတွက်လက်ရည်ပြန်နှွေးရမယ့်ပွဲစဉ်လို့သတ်မှတ်နိုင်ပြီးတော့ဒီပွဲနိုင်ရှုံးကကပတ်ကာကွယ်ပွဲစဉ်ကိုများစွာတက်ရောက်မှုရှိလာနိုင်မှာပါ။စူပါလက်နဲ့ဒါကာရက်ကျိုးရဲ့ပွဲစဉ်ကိုတော့လာမယ့်မေလ15ရက်နေ့မှာရှင်ပြိုင်သွားကြမှာဖြစ်ပြီး6လကြာလောက်ပရိသတ်ရှိကနေပျောက်ကွယ်နေတဲ့စူပါလက်ကိုကျွန်တော်တို့တွေဘယ်လိုပုံစံမျိုးနဲ့ပြန်လည်မြင်တွေ့သွားရမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်ရှိမွေထိုင်းရဲ့နာမည်ကြီးဖိုက်တာတွေက2026ခုနှစ်မှာတွေ့မြင်ရဖို့ခက်ခဲနေပြီးတော့စူပါလက်နဲ့ရောထန်တို့ကိုသိမကြခင်မှာမြင်တွေ့သွားတော့မှာဖြစ်ပေမဲ့လည်းခြေတော်ရိုးကျိုးထားတဲ့တာဝန်ချိုင်းနဲ့စူပါဘွန်းတို့ကိုတော့2026ခုနှစ်အတွင်းမှာမြင်တွေ့ရခြင်းမရှိသေးတာဖြစ်ပါတယ်။နောက်ပိုင်းမှာကျင်းပလာတဲ့ One Championship ပြိုင်ပွဲတွေမှာမွေထိုင်းပြိုင်ပွဲတွေပါဝင်နေပေမဲ့လည်းနာမည်ကြီးကစားသမားတွေထက်မျက်နှာသစ်ကစားသမားတွေနဲ့အလဲလက်တန်းစားဖိုက်တာများစုကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ဒါ့အပြင်မြန်မာကစားသမားတွေကိုလည်းတီးတာတာပွဲထုတ်နေတဲ့ One Promoter တွေကတော့2026ခုနှစ်တွင်မှာမွေထိုင်းဖိုက်တာတွေနဲ့ဆက်လက်တွဲသွားနိုင်ပါမလားဆိုတာစိတ်ဝင်စားစရာကောင်းနေခဲ့တာပါ။ဘာကြောင့်လဲဆိုရင်တော့စာချုပ်ကုံရှုံးနေတဲ့ Rotan နဲ့စာချုပ်သေးချုပ်ဆိုထားခြင်းမရှိသေးသလိုတခြားသောနာမည်ကြီးဖိုက်တာတွေကိုလည်းပွဲမပေးနိုင်သေးတာလားဖိုက်တာတွေရဲ့ကိုယ်စီကြောင်းပြချက်တွေကြောင့်ပွဲမရတာလားဆိုတာကလည်းစဉ်းစားစရာပါ။တေချာတာကတော့ One Championship အနေနဲ့မွေထိုင်းပြိုင်ပွဲတွေဆက်လက်လှုပ်ဆောင်နေအောင်မယ်ဆိုရင်တော့မွေထိုင်းလောကရဲ့နာမည်ကြီးတွေကိုစာချုပ်ချုပ်ဆိုထားနိုင်တာကပိုကောင်းတဲ့အလားအလာမျိုးတွေရှိနေမှာပါ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။နောက်လာမယ့်ဗီဒီယိုတွေမှာ MMA အကြောင်းအရာတွေနဲ့ပြန်လည်ပြီးတော့မှဆုံတွေ့ကြရအောင်ပါခင်ဗျာ။